တဲ့တကူလာချင်းခါနှစ်ကူတင်ကြမှာဟာလူလေးနဲ့တွေ့ရဖို့မမင်းလည်းမမေ့နိုင်ပါဒီနေ့တွင်လဲကြုံရမှာပဲတန်တာတဲ့ဒီချိန်ကတော့ပန်းပွင့်တဲ့တည်းရနေလို့ပါလာပြီလေးမပြတ်တဲ့တော့ပန်းပွင့်တွေကူလို့သာပြူပြူမင်းလက်ကလှမ်းလို့ယူစမ်းပါမာပါစေမသွေတဲ့ရေချမ်းတွေဖြန်းလိုက်မှာချက်ခက်ခက်တုံးရဲ့အမျက်တော်ဝင်နေကြတောင်းပန်ကြတာဝင်းဝင်းဖန်ပန်သူ့မျက်နှာရှင်းရှင်းတန်တန်လှရဲ့ဗျာရှင်းရှင်းတန်တန်လှရဲ့ဗျာဝင်းဝင်းဖန်ပန်သူ့မျက်နှာပြူပြူရအကြမ်းမင်းသာပြီးသွားရင်အော်မတ်ချက်ယူသွားမှာတူချပါပြုံးတော်မူပါရွှေမျက်နှာမုံတော်မူရဲ့ဖြေလဲပါမတောက်တွေဝေးစားရွှေလူကလက်ဆောင်ယူပါဒီနေ့ကူမအပြုံးချင်းပြိုင်လို့လက်ဆန်းကြပါယူစမ်းမခင်ဗျာနောက်တစ်ခါတည်းကြရင်ဝင်းပါမမျက်နှာရွှေမြစ်တာပုံမချလို့ဆောင်စားတော်မူပါတော့တမ်းတွေဝါရီလူခုခဲ့မယ်ပန်းစရာနှစ်သက်မှကြည်ကြည်နုနုချမ်းမှချမ်းသာဝမ်းသာစီကြောင်းပါတွေ့ရဖို့မမင်းလည်းမမေ့နိုင်ပါဒီနေ့တွင်လဲကြုံရမှာပဲတန်တာတဲ့ဒီချိန်ကမတော့ပန်းပွင့်တဲ့တည်းရနေလို့ပါလာပြီလေးမပြတ်တဲ့တော့ပန်းပွင့်တွေခုလို့သာပြိုပြိုမင်းလက်ကလှမ်းလို့ယူစမ်းပါမာပါစေမသွေတဲ့ရေချက်တွေဖြန်းလိုက်မှာချက်ခက်ခက်တုံးရဲ့အမျက်တော်မဝင်နဲ့ပြတောင်းပန်ကြတာဝင်းဝင်းပန်းပန်းသူ့မျက်နှာရှင်းရှင်းပန်းပန်းလှရဲ့ဗျာအော်ရှင်းရှင်းပန်းပန်းလှရဲ့ဗျာဝင်းဝင်းပန်းပန်းသူ့မျက်နှာရေးစိတ်ချမ်းကနှုတ်ခမ်းလေးစုပါညူစူးစမ်းနဲ့လာပြူပြရကြမ်းမင်းသာပြီးသွားရင်အော်မတ်ချက်ယူသွားမှာတတိချပါပြုံးတော်မူပါရွှေမျက်နှာမုံတော်မူရဲ့ဖြေလဲပါမတောက်တွေဝေးစားရွှေလူကလက်ဆောင်ယူပါဒီနေ့ကူမပြုံးချင်းတိုင်လို့လမ်းဆန်းကြပါသူမြတ်တဲ့ဒီချိန်ကနိုင်ငံလာယူစမ်းမခင်ဗျာနောက်နှစ်ခါတည်းကြရင်ဝင်းပါမမျက်နှာရွှေမြစ်တာပုံမူထားလို့ဆောင်လာ